အားလုံးမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ဇင်းနေတွေ့ပါကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာဆိုတော့ကျွန်တော်ဝိုဘလော့ထဲမှာပေါ့နော်ကျွန်တော်ဆူရိတ်ဂိမ်းလေးဆော့ပြပေးတော့မှာပါ30 4 3 2 1ရပါပြီဗျာဟိုလားမသိဘူးနဘူကုနာကိုဒီလားမသိဘူးနားရီဆော့နေဗျာကြာရဗျာ emotional damage ဟာမဟုတ်ဟာဒီရဲ့ပဲပြန်ဝင်တော့ကျွန်တော်အခုမှစဆောတာဆိုတော့ဒီလိုပဲနေမှာပါနော်ကျိုးစုပါရဲ့တဲ့ပိုင်းရှင်သားကြီးများအားလုံးကိုတဲ့ဒါတော့ဆွေထိန်မှာတဲ့မင်းအဆင်ကမှုပွဲစဉ်ရှင်းရှင်းမှာရှင်းပြန်ရမှာဖြစ်ပါတယ်တဲ့โอเคပွဲရတော့စပြီဒါဘာလဲမသိဘူးဟိုလိုမှန်နဲ့ခုန်ချမှာလားမသိဘူးမင်းတို့ရေးချနိုင်ပါလေတဲ့ဂိမ်းကစားပုံများကိုတဲ့ဒါရတော့တယောက်နဲ့တယောက်ဟိုလိုဒါနဲ့လိုက်ထိုးနေတယ်ဟောဒါကတော့ကျိုးခုံလာပဲဒီမှာပါကြာရင်နော်ဒီကျိုးကထားတယ်ပဲပွဲရတော့စားတော့မှလည်းတူရဲ့ဒါကတော့ပွင့်လာပြီဘာစဖြစ်မလဲမသိအော်ဒီကောင်လုံးဝထွက်လာတာကျွန်တော်တို့ဘာပြောလို့လဲတူအဲ့ကောင်တော့တိမ်နေတူရဲ့ခင်းဝစားပြီးရှင်းမြန်လို့ကစားလို့ရပါပြီတဲ့ကျွန်တော်ကတော့ရှင်းတော့ကနေပြေးမှာပေါ့နော်လူရလည်းအော်တပုတ်ရရအောင်ပါအော်မသိလို့ဗျာအပေါ်နေနဲ့တမနဲ့တူရဲ့ဗျဟောနေလာလို့ရှိရင်အော်ဒီရုံဝင်လိုက်တကားတော့ပွင့်နေဒါတော့ကိုနာကိုကြီးနေတယ်ကျွန်တော်အရင်ရှင်းတော့ကနေပြေးအောင်မရောက်ဟာစနေပြီပြေးမှာဟာပြေးမှာတော်ပါသေးရဲ့ဒီဟာကျွန်တော်ပြေးတော့ကနနာပြေးခံရတော့ရပြီပြေးငါ့ကိုပြေးထားဟာပြေးထားအော်အချိန်ကလည်းရဲသွားလေဘုံလေးကျွန်တော်တို့ကနနာပြေးမှနေလို့အပြေးရမယ်ကျွန်တော်တို့ရှေ့လုံးကနေပြေးမှပြန်မရအောင်ဒီကောင်လေးကျွန်တော်တို့မိသွားကျွန်တော်တို့ဖမ်းရောက်ခါလေးလေးမှာပဲဗျာအခုအချိန်က10မိနစ်ကျော်ပဲကျန်တော့နော်ပြေးထားအော်ဟိုကမတော့တေးပြီဟိုဘက်ကကောင်တွေတော့တောင်းကိုင်းနေပြေးထားတော်ပါသေးရဲ့ကျွန်တော်ပန်းနိုင်ဝင်တော့တော်ပါသေးရဲ့အော်အများကြီးကြံနေရဟာကျွန်တော်တို့ဒေါ်လာ100တော့ရပြီဗျာအမချိုးဖို့လို့ရတယ်ဟာကျွန်တော်ချိုးဖို့ကြည့်အောင်မနဲ့တူကျွန်တော်ပန်းနိုင်ရောဆော်ရောက်လာလို့ဒီကောင်ဂျိုးဖို့လို့ရတယ်ဟာတော့စမ်းမိဂျိုးဖို့ရုံမယ်ဒီကောင်ကျွန်တော်ဆေးထိုးမယ်ဒီကောင်ကျွန်တော်ဆေးပြီးမှတော့ဆေးထိုးရမယ်ပေါ့နော်မကြီးကြည့်တာကျွန်တော်ဆေးထိုးပြရအောင်ရောပေးလိုက်တွေ့လားဒါဆေးထိုးနည်းပဲဆွေးကြရင်ဆေးထိုးနည်းတွေ့လားကျွန်တော်ကခါးတစ်ချက်ကိုင်းသွားကျွန်တော်ကခါးကိုင်းသွားတွေ့တော့ပဲရှိလားအချိန်က50တက်ပဲကျန်တယ်နော်5 4 3 2 1ဟိုကနေတော့ရပြီကွာညာပဲကျွန်တော်တို့ street game ဆိုလို့နိုင်သွားပါပြီပေါ့နော်ဒီမှာတော့ကျွန်တော်ဒီကောင်လက်ဆောင်ပုံလေးဖြစ်ကုန်တာပဲညစစ်ခွန်ပလီယာပထမပွဲမှာကျွန်တော်သိသွားပါတယ်အဲကြောင့်ကျွန်တော်ဝက်ဆူဝီယာပေးတဲ့အမည်နဲ့ like ပြရပါဒီကကျွန်တော်မဲပေးမယ်ပေါ့နော်ဆက်ဆုံးမမဆိုးလားကျွန်တော်တော့မဆိုးတော့ဘူးဗျာအဆုံးမတူရထုံးကြီးဗျကျွန်တော်တော့မဆိုးတော့ဘူးရိုင်းပေါ့နော်မွေးထက်စားပြီဒါကလည်းပွင့်ပြီကျွန်တော်ရှင်းလုံးကနေပြေးမှာဗျအမဟုတ်အနောက်ကြပြီဗျာများတော့ဒါညာကြီးဗျအချင်းချင်းမြတ်ပဲမဲ့ဟိုင်အကျော်ဖျားကြီးဗျာကျော်ဖျားကြီးဟိုကောင်ကြီးကဓာတ်နေနဲ့ဟာကျွန်တော်တော့တန်းနေနေပဲဝင်မ
အိမ်နာရဲ့ပဲအိမ်နာရဲ့ဝင်ပုံးလိုက်တော့အဲ့ဒီကောင်ကြီးဆက်ဆုံးမဲ့ကောင်လေးနော်ခဏလောက်ထွက်ကြည့်တော့များဟိုကောင်လေးတနက်နေနဲ့လိုက်ပြေကုန်ပြီဟိုကျွန်တော်ဆွေကြီးစီးပြီးတော့ပါလေလိုမျိုးပေါ့နော်ဆက်ဆုံးမဲ့ကောင်လေးမဆုံးမဲ့ကောင်လေးမြင်လာပြီးတော့ကျွန်တော်အိမ်နာရဲ့ပဲဝင်ပုံးလိုက်တော့မယ်ဗျာ26စက္ကန့်ကျော်ပဲရှိတော့ရဟိုကနေဝင်လာလားမဟုတ်ရဲ့ဟိုကနေဝင်လာလားဟိုကနေဝင်လာတာရေ emotional damage ဒီဟိုကနေဝင်လာဗျာကျွန်တော်ဓာတ်နဲ့ထိုးရဗျာကျွန်တော်အပြင်ထွက်ပြီးအချင်းကားတဲ့နေနဲ့ကုန်သွားတော့ဗျာဒီ6စကန်လေးကိုကတ်ပြီးတော့အလေးတော့နေ့ကျွန်တော်အချင်းကုန်ပြီရောလို့အမောရဗျာနောက်တစ်စက္ကန့်3ရအောင်ပါရောတော့တနည်းဘာတက်ပြီးအောင်ပါကျွန်တော်ခဏပွဲမှာကျွန်တော်3ဝီးပေတွေရတော့နက်ကြီးရောက်သွားရပေါ့ဗျာအဲ့တော့ကျွန်တော်စုဘူးရမှာ3ယောက်စာနည်းနည်းလေးပဲကြာလာဒါကျွန်တော်ဆက်ဆောင်မယ်မဆောင်မယ်မေးပြီးကြလို့အဲ့ကျွန်တော်တော့မဆော့တော့ဗျာကျွန်တော်တကားလည်းမပွင့်သေးဘူးလားဗျာတကားလည်းမပွင့်သေးဘူးလားအခုမြင်ကျွန်တော်တို့ရှေ့တော်ကနေထွက်ပြီးဗျာဒီကဘာကိစ္စရမလဲမသိဘူးဟို၄ရောက်တစ်ခွဲစောမိတ်ထင်လားမသိဘူးဘာဆွေခင်ရနေနေလို့ကဟုတ်တယ်ရကျွန်တော်၄ရောက်တစ်ခွဲစောမိတ်ခင်9ရောက်နော်sorry နော်အဲရတဲ့တော့အခုမှလူကဆိုရမှာဗျဟိုကမှလူရောပါအောင်မေရုပ်ပါလို့မရတော့ဗျာမ9ရောက်တော့ပြည့်သွားပြီဒီလိုလာကြတယ်ဒီလိုလာကြဟာကျွန်တော်ဒီဘက်ကနေလာပြီးဆော့နေတယ်အမိုးပရိယတရားဝဲရှိရဗျဟောနေလာကြအချင်းလည်းပြည့်သွားပြီညာဟုတ်တယ်4ရောက်သေးဗျ9ရောက်ပါမယ်ခင်ဗျာ4ရောက်သေးဟိုတယောက်ဆိုကျွန်တော်ပဲအတော်ကြီးရမဆော့တော့နံပါတ်1ကျွန်တော်မဆော့ကြဘူးညာဟိုဘက်ပဲသွားပြီးပြန်ဆော့ရတော့ဘိုးရမစားသေးဘူးလားစပြီဟို9ရောက်လာလို့ဗျာ9ရောက်ပြီဗျာဟိုကောင်မလေးပါလား9ရောက်လာဆော့ဗျာအခုသူ့လည်းရရပါဆော့လည်းမလို့ဒီလိုရှိရင် comment section မှာဝင်ပြီး man ကြလို့ရပါတယ်အကောင်မလေးကမပြီးသေးဘူးလားဟာအချင်းကကုံတော့ပဲပြုတ်တို့ကြပါအခုကောင်ဖမ်းနေတာခေါင်းကြီးနေဗျာအလေရကောင် brother ကိုပဲကြည့်လိုက်တော့ဗျာအဲ့ကောင်မလေးထွက်သွားလားမသိဘူးထားလိုက်တော့အခုကတော့နံပါတ်2အလေပါနံပါတ်2ကဘာဆော့လဲမသိဘူးကြောက်ခဲပေါက်တာဒီကောင်ကြောက်ခဲပေါက်ရယ်နော်ရောတခြားမှလည်းမသိဘူးကြောက်ခဲလာပေါက်တာအဲ့အချင်းကကုံတော့မယ်ပြုတ်ဒါမြင်မြင်လို့ဟာငါလည်းအမြန်လုံနေရပဲကွာရောမင်းအဲ့လိုတော့မပြောပါနဲ့အေးပါကွာမင်းကလည်းစိတ်ကြီးပဲအဲ့တော့ခွေးကြီးကြောက်ခဲပေါက်လို့မပြီးသေးဘူးလားဟဲ့ရင်ငါလည်းတော့ရောက်မှာမသိတော့လောင်ကြရဲ့ကွာအဒီခါဟိုဖအလေဟာဟိုဖအလေဟဲ့ရင်ဖမြင်မြင်လို့ဟာemotional damage ဖျောက်ရည်ဒီကောင်လောက်တာလေကြာမိုက်မပြီးသေးဘူးလားကွာဒါနဲ့အချိန်နဲ့မိနစ်တောင်ကုန်တော့မယ်အနောက်ကကောင်ဆိုငါတို့တနေ့နဲ့ချေးပြီးပြီးရောက်ရေးမြန်မြန်လောက်ဟာမင်းရတယ်မြန်မြန်လောက်ဟာအဲ့ကောင်ဘာလုပ်နေရတော့ကွာမကြားလိုက်လားကွာမင်းဘာလုပ်နေရတော့ဖျောက်ရည်တော်ပါလေဗျာဟာဒီတစ်ခါကျွန်တော်လေဟာလာပြီရောက်ကြည့်ရလိုက်တော့ကွာငါဆိုဘယ်တော့လေးလွယ်သွားရကွာကြည့်ရတာချင်းနေပြီဟာရောက်ချင်းပေါက်ရတာနေတွေ့ဆောရောက်လေရှုံးလိုက်တော့ကွာမင်းတို့ကြိုးရလေပေါ့ဝီဟဲ့ဘယ်ခလုံးနေရတာတော့ဟာရောက်လေပြောကြပါဘယ်ခလုံးနေရအဘောဟာနေရတာနေတွေ့ရပြီကွာတော့နေတွေ့ရလားရောက်လေငါမင်းတို့တော့မကြောက်ဘူးကွာတွေ့လားနံပါတ်1မင်းချင်းခံတော့ရဒီလိုလာလုံးလိုက်တော့ဟုတ်တယ်နှစ်ချက်ရောမင်းလည်းကြာနေပြီကွာ
တစ်ချက်နှစ်ချက်သုံးချက်လေးချက်ပြန်ကြလာရမည်ကွာမင်းကလေတစ်ချက်နှစ်ချက်သုံးချက်လေးချက်ကြလာရမည်ကွာရောက်ရေးအဲ့ဒါတစ်မိနစ်တောင်ကုန်တော့မယ်သုံးချက်လေးချက်ငါးချက်ရောက်ရေးမင်းကလေကြာပြီးကြာနေရတယ်တစ်ချက်နှစ်ချက်သုံးချက်ဟိုမကောက်နေဆိုပြီးပြီလေးချက်ငါးချက်6ချက်ရပြီကွာတော်ပါလေငါတို့အချိန်မီလေးပြီးတော့ကွာရပြီငါ25ကွာတော့ပြီးတယ်ဟာဟိုကွာငါတို့တခြားကုန်လေးလိုက်ပြအဲ့ဒါတခြားကုန်လေးကအကောင်လုံးပြီးကုန်ကြတယ်တူရဲ့ကွာငါတို့တစ်ခွေလေးပဲနောက်ဆုံးဖြစ်ငါတို့နိုင်ပြီကွာငါတို့နိုင်ပြီအားရောက်ဒီအောင်မဖြစ်နေရတော့ငွားရောက်ရေးကြည့်ခုနကဝေးမှာ5 player ရောက်မှမင်းနိုင်ပြီရောက်သွားလားကွာလာလာဗျမေးပြီမေးကျွန်တော်တို့စောမယ်ဟိုဝဒီပဲလောက်လိုက်ကောင်းလားမစောဘူးစောမယ်မစောဘူးစောမယ်အားရောက်စောမယ်သူဖြစ်သွားပြီဒီတစ်ခါဘာလို့မလဲမသိဘူးကွာအေးရပြီတော့စားပြီဗျာဒီခါဂိမ်းကဘာဂိမ်းဖြစ်မလဲမသိဘူးမြင်ရတော့မှာခိုင်ရတော့မှာနောက်ကြလို့ဖြစ်ဘူးဒီခါဘာဂိမ်းဖြစ်မလဲဆိုတော့မင်းရင်ခုံးရပဲကွာငါရှင်နေအောင်တုံးနေပြီအဲ့ဒါဘာရုံးဟာကြည့်ရတော့ဟိုတယောက်နဲ့တယောက်လိုက်ပေးရတယ်ကြည့်ပါအေးရပြီငါရှင်းလုံးကကြားရတယ်လို့ကွာမကြမယ်မလို့အနီတော့ငါလည်းအသေးမှတော့ကြားရလို့ရာဆိုတော့ငါတို့လိုက်ပေးရမှာပေါ့ဘာဟုတ်ကောင်းလဲဟာလာတော့မသိဘူးဟဲ့ဘလူးထင်းနေပြီးတော့ငါတို့လိုက်ပြီးတတ်မှာကွာပြောင်းရေးဒါလေးထောင်းတော့ရတယ်ကြာငါလိုက်ထိုးရတာနေလို့အားရမဟုတ်ဟာငါတို့ဘလူးထင်းဟာဘလူးထင်းကိုရ red tan ဖြစ်ပြီးငါတို့ဘလူးတော့ blue tan ဖြစ်သွားတော့ဒီကောင်ရဘာလုပ်နေကြလဲမသိအတနာခံနေကြတာကွာသူတို့မတတ်ဘူးကွာရောက်ရေးငါတို့ပုံရမယ်ဟာဟိုနေရှာမနေအောင်ငါတို့ပုံရမယ်ဒါလေးပေါ်လွတ်မလဲမသိဘူးကွာရောက်ရေးဒီကောင်လေးကအုပ်စုလိုက်ဖွက်မနေရဘူးကွာတယောက်တည်းနေရာကြီးခွဲနေရတယ်ကွာဒီကောင်လေးကွာငါဒီနားလေးပဲတော့ပုံနေကောင်းငါတို့ဒီကောင်ကလည်းလောခတ်ထားရတယ်လို့ကွာဒီနားလေးမှပဲပုံနေမယ်给家网面，给家网给家网面。ဟဲ့ဝေးဘယ်ကောင်လေးဟာကဲကြပါဦးဟဲ့ဝေးငါတော့ကြောက်လိုက်ရဟဲ့ငါလည်းဒီနားလေးတွေမုန်းနေလိုက်မယ်ကွာအချိန်2မိနစ်လည်းအမြဲကုန်သွားတော့ကွာငါတော့ကြည့်မှလည်းလူရဲကွာထွန်လာနေပါလေငါလိုက်ချအောင်မှာဒီတကားလည်းဖွင့်မရဘူးဟာငါမှတော့တယ်လူနေရတယ်ကွာတော့တယ်ဒီခေါင်းလေးဘယ်နှမြန်တော့ဖုတ်ထားကြတယ်မသိငါခွာတာဘလူးငါရက်အတန်းကြတာပါကွာဘလူးတော့ငါဘလူးထက်နဲ့ရောက်သွားတော့ဘလူးဖွင့်ရောက်သွားအပြည့်တဲ့ငါလည်းရှောက်တော့မှာကွာဟဲ့ငါလူတွေငါပြောင်းနေရဟာနောက်ကတော့ကြေကြပါအောင်နဲ့ကိုကြီးတောင်းတာအခုကျတော့ဘယ်ရောက်ခွင့်ရတော့ကွာဟာရောက်ဒီရောက်ကြီးကတော့ကြောင်းစရာကြီးခုံချိုင်းဘယ်ရောက်လဲတော့မသိဘူးဟာလိုက်ပါခါပါလေးပိတ်ထည့်လိုက်ဒီနားလေးတွေပဲပုံနေလိုက်မှာကွာငါဒီချမ်းနေရလေးရှောက်သွားကြည့်အောင်ပါတရားနေဒီကောင်လေးနဲ့ထဲတွေးအားရောက်ရေးဒီမှာလိုက်တန်နေကြဟာကြေကြပါအောင်အားရောက်ရေးငါကကြေကြပါအောင်နေပြကုန်ပြီအားရောက်ဒီနားလေးတွေပုံမှာကွာဟာဟိုလေးတော့ပြေးကုန်ပြီအားငါလိုက်ကြည့်အောင်ကွာအားရောက်နေလိုက်တော့နာအားရောက်အုပ်စုလိုက်ကြီးဟာရောက်ရေးဝိုင်းတမ်လို့လေဟာအเจ้าရဲ့ဝါရောက်နေအနောင်ကနေအောင်လိုက်လာရလားကွာ
အမြန်ပြေးပါတော့ကွာဟာရောင်ရေးတွားပြီအာရောင်ရေးငါမတနဲ့ဟာရှေ့အောင်တာငါတွေးဖြစ်နေအာရောင်ရေးသိပြီကွာရောင်ငါမယူစီလည်းမယူကွာအာရောင်ရေးသိပြီကွာအာငါမသေးရတယ်လို့ကွာရောင်ရေးငါအလောင်းကိုမီးကိုလည်းထည့်ပြီဟာမီးကိုလည်းထည့်ပြီဟာရောင်ရေးဆွေးကြရကောင်နေအတော်ရက်ဆက်တဲ့ကောင်နေပဲဟာခေါင်းနဲ့တော့ရက်ဆက်တဲ့ကောင်နေပဲကွာဒီကောင်နေထည့်ပြီမူလေအာရောင်နေမူလေကွာဒီကငါဘာရေးလည်းမသိပါဘူးကွာငါကရွှေ့ပေးရတယ်လို့ခင်းကတော့ပြန်စားမှလည်းတူရတယ်ကွာအားရောင်မစားဘူးလေဟေးရောင်ကြီးငါအစားလုံးကနေပြန်ဆောက်ခိုင်းတာလေရောင်တော်ပြီငါတော့ဆောရအောင်မဟုတ်တော့ဘူးအင်းဒီအမန်းအောင်နဲ့ကောင်ပဲလုပ်တော့မယ်ရောင်ဒါပါလည်းမသိဘူးတော့ငါဝေးခိုင်းတာတော့ငါမှဝေးပြလည်းမရှိဘူးဘာပြောလဲမသိဘူးတော်ပြီကွာငါတော့အင်းဒီအမန်းအောင်နဲ့ကောင်ပဲလုပ်တော့ဒီကောင်တွေမလို့ချင်ဘလို့ပြောအောင်လဲမသိဘူးရှုပ်ပါရဲ့ကွာဒီကောင်ဘာရုံးခါအော်ဒါအခုမှအသစ်ထက်ဆောင်မဲ့လူဝင်တဲ့လူတွေကွာအဲ့ငါအင်းကြီးကဒီကောင်လေးအင်းကြီးနဲ့မတူတယ်လို့ပဲကွာဒီကောင်လေးအင်းကြီးကအပြာနုနုလေးဖြစ်ငါအင်းကြီးကကျတော့အစိမ်းရောင်ကြီးဖြစ်နေရှော့အဲ့တော့ငါအင်းကြီးအပန်းအောင်ရကောင်မလို့တော့မယ်ကွာအဲ့ရဒေးတူးရဲ့ဟာကော်လေးလောက်လာအောင်မေးရပြီမင်းတို့ကနေကောင်းကောင်းဆောရတော့ကွာမင်းတို့ကနေသေဖို့တာပြင်နေတော့မင်းတို့ကနေကောင်းကောင်းဆောရကောင်နေငါကော်လေးလောက်ပါရဲ့ဆိုမှာကွာရပြီမင်းတို့ကနေတေချာလာဆောရတော့နော်ရောမင်းတို့ကလည်းဒီကလာမရောင်နေပြီလေရောင်နေအာရောင်နေမင်းတို့ကလည်းရနေလိုက်သမ်းပါကွာအသေးခိုင်းသမ်းပါကွာရောင်နေပြီကွာရောထိတ်ဒါမင်းတို့ကစီကချိုးရအောင်မလာရောင်မင်းတို့ကတေချာထိုးလို့ငါခဏလေးပြောထားနော်ဒီကမှချိုးဖို့အာရောင်မင်းသေးဖို့လာပြီလားရောင်မင်းစီကချိုးဖို့တဲ့ကောအာရောင်စီကချိုးရကောင်ဟိုနားလေးမှာကွာရောင်အဲ့ကောင်ပြစ်တယ်မှာရပြီနောက်ထပ်စီကချိုးရကောင်ရှိသေးလားကွာရှိသေးမင်းတို့ကောင်ကြီးလည်းခဏကောင်လို့ဖြစ်မယ်တော့ရောင်နေတေချာဆိုးကြငါမြန်တက်နေတော့ရတယ်လို့ကွာအဲ့ရောင်ကြီးကမတွေးဖြစ်နေတယ်ဟာအော်မစီကချိုးရကောင်မတေးငါစီကချိုးရကောင်မစီကချိုးရကောင်မတေးနေလေမင်းတို့ကလည်းခဏလေးပြောရင်တော့တေချာဆိုးရလို့အဲ့ဟိုခင်းအားစီကချိုးရကောင်တေးနေကွာရောမင်းတို့ကလည်းငါပြောရဲခဏလေးတေချာဆိုးရလို့မင်းတို့ကလည်းတေချာဆိုးတာကွာဟိုတော့ဒီလိုဖြစ်ပေါ့အချိန်ကလည်းကြာလိုက်တာကွာရောင်ရင်မပြေသေးဘူးလားမသိဘူးအချိန်ကရောကွာအချိန်ကလည်းမပြေနိုင်သေးဘူးအချိန်ပြေးလိုက်ဆမ်းပါဟိုမှာစီကချိုးရတော့အောင်ရောမင်းကအေးစစ်သွားတယ်ရှိတယ်ရောကွာအမမင်းတို့လက်ဆောင်မလုပ်လိုက်ဒီကွာရောမင်းတို့ကလည်းလက်ဆောင်အားရောင်ရင်အချိန်ကလည်းပြေးရများရတာကွာရောင်ရင်20ပရိယာတော့မှမင်းရှိုးတယ်ကွာပထမဝင်မှာအဲ့တော့မဆန်နေအများကြီးရတာနော်ကွာโอเคပါအားလုံးပဲဗီဒီယိုတွေကတော့ဒီလောက်ပါပဲရကျွန်တော်ရဲ့ channel ကို like and subscribe လုပ်ခဲ့ကြပါအားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲတလား